clear English story book လေးတွေကိုဖတ်တတ်အောင်အိမ်မှာလေ့ကျင့်ပြထောင်ပေးလို့ရတဲ့နီလန်ကောင်းလေးမျှဝေပေးချင်ပါတယ်ပထမအဦးဆုံးအနေနဲ့ကတော့ KG clear တွေပေါ့နော်ဒီ alphabet A to G ကိုဖတ်တတ်ပြီးဘေဟာ A လဲဘေဟာ B လဲခွဲခြားတည်တတ်ပြီးတစ်ဖက်မှာလည်းသူ့ရဲ့ phonic sound တွေဖြစ်တဲ့ A ဆို R B ဆိုပဆိုတဲ့ဟာမျိုးအတန်ထွက်လေးတွေရသွားပြီဆိုရင်တို့စာအုပ်ကိုစာဖတ်လို့ရပါပြီလို့ဒီချိန်မှာစာရေးတတ်စရာလုံးဝမလိုပါဘူးလို့ဘယ်လိုစာအုပ်လေးတွေနဲ့စာဖတ်မလဲဆိုဒီလိုမျိုးပုံလေးနဲ့ watch လေးတွေကိုစတင်မယ်အဲ watch တွေကသူတို့နေ့စဉ်ပတ်ဝန်းကျင်မှာရှိတဲ့ထိတွေ့သူတို့နဲ့အမြဲထိတွေ့နေတဲ့ watch လေးတွေပေါ့နော်အဲ့လိုနဲ့စတင်ထားတဲ့စာအုပ်လေးတွေကိုစဖတ်ခိုင်းမယ်ပေါ့နော်ပြီးလို့ရှိရင်watch တွေကနေသစင်ပေါ့နော်ဒီလိုစာကြောင်းလေးတွေပေါ့ဒီစကလုံးတွေကလည်းဗာလဲဆိုရင်သူတို့နေ့တိုင်းပြောနေကြစကလုံးလေးတွေဖြစ်တဲ့ edis r ပေါ့နော်ဒီတအုပ်လုံးက edis r တွေကြီးပဲပေါ့နော်ဟိုဘက်ချမ်းကိုကြည့်မယ်ဆိုရင်လည်းedis r ပါပဲလို့ edis r တွေကြီးပဲသူတို့လက်ချင်းဖတ်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီစာအုပ်က series လိုက်လာတယ်အခါကျတော့တဖြည်းဖြည်းနဲ့သူကဖန်တီးထားတာပေါ့နော် look at the ဆိုအကုန်လုံးက look at the တွေကြီးပဲပေါ့နော်အဲ့လိုမျိုးနဲ့သွားမယ်ပေါ့နော် the sentence ပေါ့အဲ့ကနေနောက်ကျရင်သူကနှစ်ကြောင်းတွေလာပြီပေါ့နော်ဒါပေမဲ့ဒီနှစ်ကြောင်းဆိုရင်လည်းသူဒီထပ်တလဲလဲပါတာဟိုဘက်ဒီဘက်အကုန်လုံးဒီစာကြောင်းတွေကြီးပဲဒီစာကြောင်းတွေကြီးပဲဘာကွာသွားလဲဆိုရင်နောက်ကနောင်လေးတွေကွာသွားမယ်ပစ္စည်းလေးကွာသွားမယ်ပြီးလို့ရှိရင်ဒီရှေ့က pronoun လေးတွေ we တွေ they တွေ he တွေ she တွေ I အဲ့ဒါလေးတွေပြောင်းသွားမယ်ဒါပဲပြောင်းနေစာကြောင်းလေးတွေထပ်တလဲလဲပါတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့သူတို့ဖတ်ပြီးမှကြည့်မယ်ပေါ့နော်ကျမကတော့ဒါမြစ်ချင်းနာမှာတားလေးတွေဝယ်ထားပေးတဲ့ series လိုက်ဟုတ်တယ်ဒီဟာလေးကိုဖတ်ကျင်ပေါ့နော်ဒီလိုမျိုး series လေးဒီလို series လေးမဝယ်ဘူးဆိုရင်လည်းတခြား Dr. Seuss or Dr. Seuss ဆိုတဲ့စာအုပ်လည်းရန်ကောင်းတဲ့သူစာအုပ်တွေလည်းအဲ့လိုမျိုးလွယ်ရမှခက်ရသူစီစဉ်ထားတဲ့သူစာအုပ်တွေနဲ့လည်းအဆင်ပြေပါတယ်လို့ပြီးရင်တော့နောက်ဆုံးတော့ဒီလိုမျိုးစာအုပ်လေးတွေမတူဘူးတစ်ကြောင်းနဲ့တစ်ကြောင်းမတူတဲ့ဟာမျိုးလေးတွေဖတ်တတ်လာမှဖြစ်ပါတယ်လို့ကျေးဇူးပါ